ချင်းချင်းတို့စားစားကြည့်ကြည့်လေနော်ကျွေးလိုက်ပါကြီးပစုံချပြတော့လိုက်ပါလိုက် โอเคအရင်ဆုံးငါဟင်းချက်ဖို့တော့ကျွန်တော်တို့ငါတဲ့အရင်တော့ဝယ်မှာပေါ့နော်ချင်းကြီးတို့ကျွန်တော်နေနေတဲ့ထိုင်းနိုင်ငံပုတ်ကမျိုးရဲ့ကန်းချေပေးနာမှာပေါ့နော်မနက်ပိုင်းဆိုရင်ရောင်းနေတာရှိပါတယ်နော်ငါတဲ့တအားလန်ဆက်ပါတယ်နော်ချင်းတို့အကောင်ကြီးကြီးတွေကျတော့သူသုံးထားပြီးသားပေါ့နော်မြန်မာလူကျတော့ဘာငါခေါ်လည်းမသိဘူးနော်ချင်းကြီးတို့ငါလည်းရပြီဆိုတော့ငါနဲ့တရက်တည်းလုံးချက်ဖို့တော့ပြန်ပြီးတော့ပြင်လိုက်အောင်မယ်နော်ဒါကြတော့မမဘဝကနေပိုးလာတဲ့ပျက်စီးလေးပေါ့နော်ချင်းကြီးတို့ငါပေးကြော်တော့ငါပေးထောင်းတော့ပြီးတော့ပလက်ချောင်းကြော်လေးတွေပေါ့နော်ပြုလုပ်ထားတဲ့ဘူးတွေကြတော့ပြောစရာမလိုဘူးเนาะချင်းကြီးတို့သူ့ရောင်သူ့နဲ့သူ့ရိုက်တာကတော့ချင်းငယ်ချင်းတို့ကိုယ်တိုင်ပြမှာစမ်းကြည့်စေချင်ပါတယ်เนาะတကယ်လို့သုံးလို့မဲ့ဆိုရင်စားကြည့်စေချင်မဲ့ဆိုရင် comment ထဲမှာ like ရော phone number ရောကျွန်တော်ချထားပေးပါတယ်เนาะဆက်တော့တွေ့လို့ရပါတယ်เนาะချင်းချင်းတို့တင်နေရတဲ့နဲ့ဒီ၃မျိုးစလုံးမှာယူလို့ရပါတယ်เนาะငါပြီးတဲ့ဘာလဲချောင်းနေလဲစင်တဖြစ်နေပြီဆိုတော့ကျွန်တော်ငါဟင်းချက်ဖို့တော့အရင်တော့ပြင်လိုက်အောင်မယ်เนาะတကယ်လို့သုံးလို့မဲ့စေရှယ်ယူထားလို့ရပါတယ်ဗျငါကြတော့ကျွန်တော်တေချာစေးထားပြီးသားပါเนาะချင်းငယ်ချင်းတို့ပြီးကျွန်တော်တို့ချမ်းမဲအိုးထဲကိုလာလုံးတော့မှာပေါ့နော်ငါးထည့်ပေးပါမယ်ပြီးရင်စားထည့်ပေးပါမယ်ကြက်တမုတ်ထည့်ပေးပါမယ်ပြီးတော့နွေနွေမုတ်ထည့်ပေးပါမယ်ပြီးရင်ရှမ်းနံပေးလည်းနဲ့ငယ်ထည့်ပေးပြီးတော့ထောင်းထားတဲ့ငရုတ်ဒီဇိုင်းချက်သွင်းချက်သွင်းပြထည့်ပေးပါမယ်ပြီးတော့စီလေးနဲ့ငယ်ထည့်ပေးပြီးတော့ချုံမောလေးနဲ့ငယ်တုံးထားပါတယ်နော်ပြီးရင်ငပိထည့်ပေးပါမယ်ပြီးအားလုံးတမတော့ကျွန်တော်တို့အရင်နေထားပေးပါမယ်ရတီနဲ့လိုက်ဖက်တဲ့ဟင်ပွဲလေးတွေပေါ့နော်သမီးလေးတအားမိန်စေတဲ့လွယ်ကူမြန်ဆက်ချက်နေလေးတစ်မျိုးလေးပေါ့နော်ချင်းငယ်ချင်းတို့ကျွန်တော်တို့နေလို့အားလုံးတမတော်ပြီဆိုရင်စပယ်လေးလေးနဲ့ထည့်ပေးပြီးတော့နှစ်ချမ်းခွဲထားတဲ့တရက်တီလေးကိုနည်းနည်းလေးထုထားပြီးတော့ထည့်ပေးပါမယ်ပြီးအားလုံးတမတော်ပြန်နေထပ်ပေးပြီးတော့ရေလေးထည့်ပေးပါမယ်ပြီးရင်ကျွန်တော်တို့လာစားချက်လို့ရပါပြီเนาะချက်ရတာကတအားလွယ်ကူမြန်ဆန်ပါတယ်เนาะချင်းတို့ဒါမဲ့သမင်းတအားမိန်စေတဲ့ဟင်ပွဲလေးတစ်မျိုးလေးပြောလို့ရတာပေါ့เนาะကဲကူလိုမျိုးစူပွားလာပြီးတွန်းနဲ့လည်းတအားလေးမွေးလာပြီးဆိုတော့ကျွန်တော်တို့နေငယ်ဖြည်းဖြည်းလေးနဲ့မွေးပေးပါမယ်ငါသားတွေမကြည်ရအောင်ပေါ့နော်တကယ်လို့ရေလိုမယ်ဆိုရင်တော့ရေလေးနဲ့ငယ်ထပ်ထည့်ထားလို့ရတာပေါ့နော်ချင်းချင်းတို့ကျွန်တော်တို့နေငယ်ထပ်မွေးပေးပြီးတော့စူပွားလာအောင်ပြန်စောက်ပေးပါမယ်ပြီးရင်အရသာမြည်ကြည့်ပေးပါမယ်လူရတက်တက်လို့ရပါတယ်ဗျချင်းတို့ကျွန်တော်ကျွန်တော်နည်းနည်းလေးချင်သွားလို့စားလေးနဲ့ငယ်တက်သုံးထားပါတယ်နော်တကယ်လို့ကိုလိုတဲ့ရတာလေးရပြီဆိုရင်ရှမ်းနံပင်လည်းအုပ်ပေးပါမယ်ပြီးရင်ငရုတ်သီးစိမ်းလေးပြအုပ်ပေးပါမယ်ကြည့်ရတာလည်းပိုလှသွားတာပေါ့နော်တကယ်လို့ကိုလိုတဲ့ရတာလေးရပြီဆိုရင်စားလို့ရပါဗျချင်းတို့ချက်ရတာကတအားလကူမြန်ဆာမယ်ချင်းတို့မြန်တဲ့အတိုင်းပဲဒီစတိုင်းလေးနဲ့ချက်စံကြည့်ပါနော်စီလေးနဲ့လေးနဲ့ဆိုရင်တော့သမင်းလက်တအားမိုင်ပါတယ်နော်တကယ်လို့ငါဟင်းလေးရပြီဆိုရင်ကျွန်တော်တို့စိုက်ကြစင်ပြေတယ်လို့ပြင်ထားလို့ရပါရချင်းတို့ခုလိုမျိုးချက်ထားတဲ့ငါတရက်တီလုံးချက်ချင်းဟင်းလေးနဲ့ချင်းတို့မြင်ပြီးတော့တီယိုကြမှာလားဗျာတကယ်လို့ငါဟင်းလေးရပြီဆိုရင်ငပေးနဲ့လိုက်ဖက်တဲ့တို့ဆရာပန်းကြီးကြီးလေးနဲ့ကျွန်တော်တို့တော့ပြင်မှာပေါ့နော်ဒါကြတော့ငပိကြော်လေးပါနော်ချင်းတို့တို့နဲ့လည်းတအားလည်းမွေးပြီးတော့အရာအရသာဖြစ်ရှိစေတဲ့မမဝဝကနေပြုလုပ်ထားတဲ့ငပိကြော်လေးပေါ့နော်ကဲတကယ်လို့အားလုံးလည်းစင်သေးဖြစ်ပြီးဆိုရင်စားရတာဘလောက်မှန်တယ်လဲဆိုကျွန်တော်ရေးဝီဒီယိုလေးကော်နေတီအားပေးကြပါအောင်နော်ချင်းငယ်ချင်းတို့ချင်းငယ်ချင်းများအားလုံးမင်္ဂလာပါဗျာဘွမ်ပြစားတလိုင်းကနေကြော်စပါရလာဗျာမင်းတို့ချင်းတို့ဒီနေ့ကျတော့သမင်းလေးလာမစားပြရတာလဲတအားလဲကြာတော့ပြီဆိုတော့ဒီနေ့အစားစားတင်လေးနဲ့လာမိုက်ဆက်ရင်နဲ့သမင်းလေးလာစားပြမှာပေါ့နော်ပြေးမလို့ရှောင်မရကိုရဲ့မြန်မာပြည်သားတဲ့အကြအဆဆာလေးနဲ့လာမိုက်ဆက်မှာပေါ့နော်ချင်းတို့တားလေးပါနော်ချင်းတို့မမဝဝကနေပြုလုပ်ထားတဲ့ငပိကြော်တို့ငပိထောင်တို့ပြီးတော့ငါးနီတူပါလေချောင်းကြော်လေးနဲ့ပေါ့နော်ချင်းတို့ဘူးကြတော့လောက်ထားတာလေးတန်လေချင်းတို့မြင်တဲ့အတိုင်းပါဟုတ်လေလုံအောင်ပိတ်ထားတဲ့ငပိဘူးလေးတွေပေါ့နော်ချင်းတို့တာကြတော့
ငါပြီးကြော်လေးပေါ့နော်ကျွန်တော်ချင်းကဆက်ရတာလေးနဲ့ပေါ့နော်ချင်းတို့ပစွန်ချောင်းနဲ့ကြော်ထားပြီးတော့နာမမွေးလေးနဲ့ကြော်ထားတဲ့ငါပြီးကြော်လေးပေါ့နော်ချင်းတို့ပြီးတော့ဒါကျတော့ငါပြီးထောင်းလေးပေါ့နော်ပြီးတော့ကြက်တုံဖြူတို့မီလေးတေချာဖုတ်ထားပြီးတော့အနက်လေးမွေးနေအောင်သူ့ဆရာစုံလေးနဲ့လိုက်ဖတ်တဲ့ငါပြီးထောင်းတစ်မျိုးလို့လေးပြောလို့ရတာပေါ့နော်ဒါမဲ့ကျွန်တော်ကမနိုင်စားရသေးဘူးနော်ချင်းတို့အဲ့ဒါကဘူးအပြည့်ပဲနော်ချင်းတို့အမမဆိုတေးပေါ်မှာအဖုံးပိုက်ထားတဲ့တန်ခွန်ရှိသေးပါတယ်နော်ဒါမဲ့ကျွန်တော်ကဖောက်ထားပြီပေါ့နော်ချင်းတို့အရက်သားမြည်ထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကျတော့ဒါလေးပါလားရှင်တို့ငါးနီတူပလက်ချောင်းကြော်ကောင်းလေးတေချာဖြုတ်ထားပြီးတော့ငါးသားတွေများများလေးနဲ့ထည့်ထားတဲ့ဘူးအပြည့်လေးပါနော်ချင်းတို့ခုလိုမျိုးမြင်ပြီးတော့တီးရုံပဲဆိုရင်ဖုန်းနံပါတ်ရောဖေးရောလင်းချထားပေးပါတယ်နော်ဆက်သွယ်တွဲလို့ရပါတယ်နော်ချင်းတို့ဒါဆိုမြိုက်ပါမမပြောတော့တအားလေးစားချင်နေပြီဆိုတော့သူဆရာဆောင်လေးနဲ့ကဲလာတော့စီးလိုက်ပါနော်အော်ပြီးတော့နောက်ဆုံးကျတော့ဒါလေးပါနော်တကယ်လို့ချင်းတို့ဒီလိုမျိုးရာတီနဲ့လိုက်ဖတ်တဲ့ဟင်ပွဲလေးပေါ့နော်ငါးတီလုံးချက်ပေါ့နော်ချင်းတို့တင်ငါပြီးထားလဲစားကြည့်ချင်တော့မနော်ဝါလိုက်တာအချက်လာဆိုတော့လာတယ်ပေါ့နော်ကျွန်တော်နည်းနည်းရင်မြည်ရှိမလားပေါ်ချုပ်ကန်ရတာရှယ်ကွာတိငပီးကသမင်းနဲ့အရင်နေလိုက်မယ်နော်ဒါကြတော့ငပီးကြော်လေးပေါ့နော်အရတာတမျိုးချင်းစီအရတာမြည်မှာပေါ့နော်ချင်းကလေးနမအရတာမတိမှကြောက်လို့ပါနော်ကျွန်တော်မစားခင်ချင်းတို့ရင်ကျွေးပါမယ်နော်ငပီးတို့ဆရာနဲ့ပါလက်ချောင်းကြော်နဲ့ရင်ကျွေးမယ်နော်ဒါကကျွန်တော်ကြိုက်နေတဲ့အရွက်လေးပေါ့နော်ချင်းတို့ဟင်းပြင်ရွက်လေးပေါ့နော်ကျွန်တော်မစားခင်ချင်းတို့ရင်ကျွေးပါမယ်ချင်းတို့စားကြီးလေနော်ကျွေးလိုက်ပါဗျာโอเคကျွန်တော်ပကံပေးနာမှာပဲထားမှာနော်ချင်းတို့အော်တေရှိမှာထားမှာနော်မပေးချော်လိုက်ရင်မြည်ကြအောင်ရတာတော့ရှယ်ပဲနော်ချင်းတို့တအားလဲဆက်နေအောင်လည်းမဟုတ်ဘူးပေါ့နော်ဘုမကိုရအလောက်တွေများလာတဲ့ခါကျရင်တော့သမင်းဟင်းချက်ရတာချင်မရှိပါမရှိဆိုဒီလိုမျိုးတွေဝယ်ပြီးတော့ခန်းမှာတိုင်းထားရင်တော့ကိုကြိုက်တဲ့ချိန်စားလို့ရတာပေါ့နော်ချင်းတို့ပစွန်ချောက်ရအောင်လိုက်အောင်လိုက်ဒီမျိုးတော့ဆရာလည်းဆောင်းနေကြတော့ခဏကြာရင်ဟင်းမစားသေးတော့နော်ရှင်ရောငါပေးကြော်တမျိုးထဲနဲ့တောင်သမင်းကပြီးနေပြီနော်ရှင်ရောငါပေးထားလည်းမြည်ကြောက်မှာနော်ရတာဘလို့လာနော်တဲ့ထောင်းလာတာကခါချောက်ချောက်လေပေါ့နော်ရှင်ရောငါပေးတယ်စက်တုံဖြူတယ်တေချာမိဖို့တို့လည်းကျတော့ပြောစမ်းလို့ရတာကွာတိပဲနော်ရှင်ရောတကယ်လို့ကိုချင်းစားမဆိုရင်တမရတင်းထည့်ပြီးတော့စားလို့လည်းရတာပေါ့နော်ဟင်းနော်တေကိုရနေလား
တကယ်လေးစားဆိုင်လည်းချုပ်ကားနေကျင်းတော့တကယ်တင်းနေလာခေါ်လာ你快要来了。把那可能的，先清理完了。哪天来家台就不知道那么啥呀？那今天我要打个1牛呗。thế ra đây thằng mình tập bài cho nóပြောxong rồi nó chỉ nó sao nó ta mà như tôi xả để cho nó bài biết phim này rồi đó chàng hoa là nó hiện cho nó làm mà xả lại vào nó bị tôi xả rồi vô này thằng mình tôi bài cho cầu này vào nó chỉ nó ta mấy nhiêu xả ra là chỉ nó nhìn này đây mấy thì cái lúc chỉ nó chỉ biết đó tiêu mấy số cô đây lên mà cho thi bữa chơi lên mà cầu thi bữa mà thay vì đó cái mà thay chạy lên xả luôn ya bà này nó chỉ nó sẽ tới ya bà nó cả số tiền này cho nó là xả ya lại luôn đó bây giờ bài viết thì cái lô tông lên mấy số xe yêu tháo ya vậy ya à cứ lúc nhớ cho nó yêu video lên còn này thì lại update trên trên nó còn long go thu chế số tiền mà viết thì cái lúc cho nó yêu video lên cho mấy số like cho follow lên rồi bảo tông số cho mà viết nó video tên mà viết xong mà nó trên nó ta ta